နိုင်ငံရေးအခြေအနေကမကောင်းเนาะအရာမကောင်းပေါ့နော်မကောင်းတဲ့ကြားရနေလူတွေအားလုံးကလည်းပဲဒုက္ခတွေရောက်စိတ်တွေဆင်းရဲသူတို့ဘာမှမဟုတ်ခဲ့ရင်တောင်မှကျွန်တော်တို့ပေါ့ဗျာကိုယ့်ကိုယ်အတွက်အားလေးတွေပြန်ပြီးတော့မှဖြည့်ဆည်းရတယ်ဆယ်လေလေးမြောက်ပုတ်တဲ့ရိုက်တန်လုံးခေါင်းလောင်းလေးများထုံနဲ့လိုက်တန်လုံးကြားလိုက်တဲ့ခိုင်တမအင်းငိမ့်နဲ့ကြောင်းရိတ်စီလိုက်ရင်ပြေလို့တွေ့လိုက်ချင်ရဲ့ကျင်းငယ်ကလေးတို့ရုတ်တရက်ထပြန်စဉ်ချောင်းမိုးလွင်လို့ကြွေရာဆိုမင်းအတွက်တော်မတမဲသာငါပဲကဘဝတသက်တာဆုံးရှုံးမှုနဲ့ခွင်လို့စင်ငိမ့်သွားလိမ့်မယ်မွန်နောက်ကြရေစီဒီချောင်းငရေတေးသွားလေးဆိုညီရင်ကြောက်ဆိုင်ကိုတဖြည်းဖြည်းချင်းပေါ်တိုက်ခါနေလာရဲ့ဆဲခဲစဉ်စီစင်ရင်နဲ့ရွေခဲ့